မြစ်လက်တဲ့ပေမဲ့ရေစီးကကြမ်းနေယခုသွားရောက်နေသောခရီးစဉ်သည်ကျွန်တော်အတွက်မွေးရမြေသို့နောက်ဆုံးသွားရောက်သောခရီးစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်အနာဂတ်တွင်မွေးရမြေ၌ကျွန်တော်ခင်တွေ့သူများရှိတော်မည်မဟုတ်သလိုကျွန်တော်ငယ်စဉ်ကနေထိုင်ခဲ့သည့်အိမ်သည်လည်းရှိတော်မည်မဟုတ်ပေအဘဲကြောင့်ဆိုသောယခုမွေးရမြေသို့ပြန်နေခြင်းမှာငယ်စဉ်ကကျွန်တော်တို့မိသားစုနေခဲ့သောအိမ်ကိုအပြီးပိုင်ရောင်းချရန်တွားရောက်နေခြင်းဖြစ်သောကြောင့်ဖြစ်ပါသည်ငယ်စဉ်ဘဝသည်ကြည်နူးချမ်းမြေ့ွယ်မဟုတ်တော့လဲဇာတိရရွာဖြစ်သည်မို့ကျွန်တော်တန်ရောစဉ်တွေ့ရပါသည်ကားကိုမောင်းလာရင်မှကျွန်တော်အတွေ့အကြုံတွင်ငယ်ဘဝအရေးများထင်ဟပ်လာတော့သည်ကျွန်တော်တို့အိမ်ကလေးကကျွန်တော်ဇာတိမျိုးလေး၏အချက်ကြားကြသောနေရာတွင်ရှိပါသည်သို့သောအိမ်ကလေးကတော့အိုဟောင်းလာပါပြီကျွန်တော်အမေရဲ့ဖိုးဖွားများလက်ထက်ကလေးကပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီးအမေတို့မောင်နှမကအမွေရခဲ့သည်စီးပွားရေးမပြေလည်၍အမေတို့လက်ထက်တွင်ပြုပြင်မွမ်းမံနိုင်ခြင်းမရှိလို့အိမ်ကလေးမှာကျွန်တော်ငယ်စဉ်ကလေးကပင်ဟောင်းအိုနေပါပြီအမေသည်ဤအိမ်ကလေးတွင်ကြာရှည်နေထိုင်ခွင့်မကြုံခဲ့ရပါကျွန်တော်အသက်8နှစ်ကျွန်တော်အငယ်ဆုံးညီမလေးအသက်3နှစ်အရွယ်တွင်အမေကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်တို့မောင်နှမ3ယောက်သည်အဖေအမေရဲ့မောင်ကျွန်တော်ဦးလေးတို့နှင့်ထိုအိမ်လေးတွင်နေထိုင်ကြီးပြင်းခဲ့ရပါသည်ကျွန်တော်တို့မောင်နှမ3ယောက်တွင်ကျွန်တော်ကအကြီးဆုံးဖြစ်ပြီးကျွန်တော်အောက်မှာအေးအေးနှင့်ထွေးထွေးဆိုသည့်ညီမလေး2ယောက်ရှိပါသည်ကျွန်တော်အဖေမှာလက်သမားဆရာဖြစ်သည်သို့သောအမေကွယ်လွန်ပြီးနောက်ပိုင်းစိတ်လေလွင့်ကအဖေသည်အလုတ်ကိုကောင်းကောင်းမလုပ်အရက်သာဖိတောက်နေခဲ့ရာအရက်သမားစစ်စစ်ကြီးဖြစ်နေပါပြီကျွန်တော်ဦးလေးသာမရှိခဲ့ရင်ကျွန်တော်တို့မောင်နှမ3ယောက်ဘဝမှာတွေးဝင်စရာမရှိပါဦးလေးကျေးဇူးကြောင့်သာကျွန်တော်တို့ပညာသင်နိုင်ထမင်းနှက်မှန်အောင်စားနိုင်ခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့ကလေးသိန်းဟုခေါ်သောအမေရဲ့မောင်ကျွန်တော်ဦးလေးကိုတင်သိန်းရှာကျွေး၍သာကျွန်တော်တို့နမ်းမှန်ခဲ့ရသည်မိဘကိုစော်ကားလူကြီးမဟုတ်တော့လေကျွန်တော်ဖခင်သည်လေးသိန်းလောက်ကျွန်တော်တို့အပေါ်မှာတာဝန်မကျေခဲ့ပါလေးသိန်းသည်လည်းပညာတတ်တယောက်မဟုတ်ပါ၍ဝင်ငွေများများမရှာနိုင်ရှာပါတူမများကိုချစ်စိတ်ဖြင့်သာလေးသိန်းခမလဲအပင်ပန်းခံကြိုးစားရုန်းကန်ရရှာခြင်းဖြစ်ပါသည်လေးသိန်းသည်အရက်ထဲကအိမ်တွေမှာအဝိလျှော်ခြင်းထင်းခွဲရေခတ်ပေးခြင်းအစားအသောက်ကူညီချက်ပြုတ်ပေးခြင်းစသည့်အလုပ်များကိုပင်ပန်းစွာလုပ်ကိုင်ကာပိုက်ဆံကိုအောက်ကျနောက်ကျရှာခဲ့ရပါသည်မြို့မှာအလူမင်္ဂလာပွဲများရှိလျင်လဲလေးသိန်းကတွားရောက်လုတ်ကင်ပေးတဲ့အခါပိုက်ဆံရအောင်ရှာတတ်ပါသည်သူများပေးခြင်းကမ်းကျင်အောင်လဲရိုးရိုးကြိုးကြိုးလုတ်ကင်ပေးရှာပါသည်လေးသိန်းသည်ထိုကဲ့သို့အိမ်ဘာရီရအလုတ်ကလေးများကိုသာလုတ်ကင်ရင်ဝင်ငွေရအောင်ရှာတတ်ပါသည်အဖေတို့လိုလက်သမားစေးတုပ်သမားပယံသမားအလုပ်မျိုးမလုပ်နိုင်ရှာပါလေးသိန်းကိုဘယ်သူမှလည်းထိုအလုပ်မျိုးမလုပ်ခိုင်းပါအဘယ်ကြောင့်ဆိုတော့လေးသိန်းသည်မိမစိတ်ပေါက်နေသောမိမရှာတယောက်ဖြစ်နေသောကြောင့်ပင်ကိုတင်သိန်းခေါ်လေးသိန်းကိုတရက်လုံးကအသိန်းလိုပဲခေါ်ကြပါသည်အသိန်းဟုဆိုလိုက်လျင်လေးသိန်းကိုဆိုလိုမှန်းတစ်မျိုးလုံးကပင်သိကြပါသည်လေးသိန်းကိုအလုတ်ခေါ်ခိုင်းမှုလိုလားလားရှိကြသည့်အချက်ထဲတွင်လေးသိန်းရောင်တတ်တာကြောင့်လည်းပါသည်သူ့ခါကိုတို့လျင်ရောင်တတ်သည့်လေးသိန်းအကျင့်ကလူတွေကိုဟာတာဖြစ်စေသည်ရေမောရစေသည်စိတ်ပျော်ရွှင်စေပါသည်လေးသိန်းသည်ခါကိုတို့ခံရလျင်ရောင်ပြီးပါဇက်ကပေါက်တက်ကရရုပ်တအနတ္တများထွက်လာတတ်ပါသည်ခါကိုတို့ပြီးရှေ့ကပြလျင်သူလဲလိုက်ကတတ်ပြီး
သူ့ကိုစနောက်သူကအကရက်လိုက်တော်လဲသူကတော့တချင်းတပုတ်ဆုံးသည့်ထိကနေတတ်၏ဟဲနှုတ်ဆုပ်ကုတ်ဆုပ်ပလုတ်တုတ်တယောက်ယောက်ကခါးကိုတို့လိုက်၍လေးသိန်းရုတ်တရက်ရောက်လိုက်သည့်အခါတိုင်းအနားမှရှိတဲ့လူများရေမောကြရသည်တခါတရံတော့လေသူ့ခါးကိုရုတ်တရက်တို့လိုက်ရင်ယောက်ျားပါတာကြော်ဟိတ်နဲ့ငါနဲ့ညအစီငေါ်မတည့်သောစကားများလေးသိန်းနှုတ်ကထွက်ပေါ်လာတတ်ပြန်သည်တခါကရှင်ပြုတ်လူပွဲတစ်ခုတွင်လေးသိန်းငရုတ်သီးထောင်းနေတော့ကိုတင်မောင်ဆိုသူလူပြိုကြီးကခါးကိုတို့လိုက်ရာငရုတ်သီးတွေမျက်နှာစင်တင်မောင်ငါရဲ့လင်းလေးသိန်းနှုတ်ကရုတ်တရက်ရောင်းလိုက်သောစကားကြောင့်ဘေးရလူတွေတအုံအုံရေမောကြတော့သည်ပေါ်ကုန်မီတင်မောင်ဘယ်တော့မှနင့်လင်ဖြစ်လိုက်တာလဲအသိလူမျိုးကြီးတင်မောင်နဲ့အသိနဲ့ခြေဝုံးခုတ်နေကြတာဟေးပေါ်ပြီမဟုတ်ပါဘူးတော့သူခါတိုလို့ကျုပ်ဖာတာရောင်းអော်လိုက်တာပါကျုပ်နဲ့တင်မောင်ဘာမှမဖြစ်ပါဘူးစောက်ချောင်းမနေ့ကြောင်ငါ့ကိုလူတွေတမျိုးထင်ကုန်ကြပြီကိုတင်မောင်ကရှက်သွားကလေးသိန်းကိုအပြစ်ပြောလိုက်သည်ဟဲ့မသားနေဘာလို့ငါ့ကိုခါလာတို့သေးလေငါရောက်တဲ့မှန်းသိရတာနဲ့ကဲပါကွာခုမှညင်းမနေကြပါနဲ့တင်မောင်နဲ့အသိန်းကိုအတိအမှတ်ပြုလိုက်ကြဟေသူတို့စုံတွေဟိုလူကြီးစုံရနဲ့ပေးသားရအောင်ဟာဗျာခမရတို့ကလေအလူကိုကူလုံးပို့လာတဲ့လူမျိုးကြီးကိုတင်မောင်ရှက်နဲ့ထွက်ပြေးပါတော့သည်တခြားသူတွေအတွက်ရေမောစရာဖြစ်တော်လဲကျွန်တော်ဦးလေးအတွက်ရှက်နေခဲ့ရပါသည်မိမရှာဖြစ်နေလို့ရှက်ရတယ်ကြားတယ်ရောင်တတ်သောဦးလေးနှုတ်မှပေါက်ခဲ့ရစကားများကြောင့်ပိုပြီးရှက်ခဲ့ရပါသည်ကျွန်တော်အတွက်ရှက်စရာဟုခံစားရတော့လဲရောင်တက်ချင်းသည်လေးသိန်းအတွက်အခွင့်အလမ်းတစ်ခုဖြစ်နေခဲ့ပါသည်ခိုင်းစရာရှိရင်အသိန်းကိုခေါ်ခိုင်းဟေးသူကအလုပ်လဲစစ်ဆက်လုပ်တတ်တယ်ရည်လဲရရတယ်တော့ဟုတ်ပါပြင်းရင်သူခါးလေးကိုတို့လိုက်ရုံပဲသူရောင်ရင်တိတ်ကြီးရတာခါတူပြီးတချင်းလေးတစ်ပိုက်သာလက်ခုပ်တီးဆိုပေးလိုက်ကလို့မဆုံးတော့ဘူးအဲ့ဒါကြောင့်ကျုပ်တို့တော့အိမ်မှာလှုပ်ရှားရှိရင်အသိန်းကိုခေါ်လိုက်တာပဲအသိန်းကိုအလုပ်ခိုင်းရတာအလုပ်အတွက်လည်းစိတ်ချရတယ်ရည်လဲရည်ရတယ်ဟေးရောင်တက်တဲ့အချက်တစ်ချက်နှင့်ပင်လေးသိန်းမှာအလုပ်များမအားအောင်လုပ်ရပါသည်မြို့မှာအလူမင်္ဂလာပွဲရှိလျင်လဲအလူရှင်များကလေးသိန်းကိုမရမကလာခေါ်ကြသည်လေးသိန်းသည်သူတို့အတွက်အလုတ်ကိုတည်တက်လုပ်ပေးနိုင်သူဖြစ်တယ်လို့ဟာတာဖြင့်ဖြော်ပြပေးသောလူရှင်တော်တူလည်းဖြစ်နေပါသည်လူပွဲများတွင်လေးသိန်းကိုတယောက်ပြီးတယောက်ခါတူကရီမောကြသည်ကခိုင်းကြသည်အများအတွက်ရည်စရာဖြစ်တော်လဲကျွန်တော်ကတော့ဦးလေးဖြစ်သူကိုကြည်ကတနာမိပါသည်ကခုံပြီးမောပန်းနေသည့်လေးသိန်းကိုကြည်ကစိတ်မကောင်းဖြစ်မိပါသည်လေးသိန်းအဲ့ဒီလိုအလုပ်တွေမပြတ်လို့ရလို့လဲကျွန်တော်တို့မောင်နှမ3ယောက်ထမင်းနှက်မှန်စားနိုင်ပြီးကြောင်းနေနိုင်ခြင်းဖြစ်ပါသည်တခါကကျွန်တော်ကြောင်းသွားရလမ်းရှိအိမ်တအိမ်တွင်လေးသိန်းအဝတ်တွေလျှော်နေသည်ထိုအိမ်မှကလေး3ယောက်ကလေးသိန်းခါကိုတို့ကရီမောနေကြသည်ခါအတို့ခံရသောလေးသိန်းသည်ပါဇက်ကအယုဒ္ဓအနတ္တတွေလည်းပြောကလေးတွေလက်ခုပ်တီးသချင်းဆိုပေးတဲ့အတိုင်းလဲကပြရင်အမောဆိုနေပါသည်နေပါဦးလေနေကြပါဦးကလေးတွေရဲ့ငါဝိလျှော်ပြီးရင်နင်တို့တဝါကြီးကပြပါမယ်ဟဲအဝိဖြောက်မြောက်လျှော်ပါရစေမိုးလူပါဟဲ့မောဟိုက်တန်ကြီးဖြင့်တောင်းပန်နေသောလေးသိန်းကိုကြည်ကကျွန်တော်မျက်ရည်စို့လာပြီးထိုအိမ်အနီးမှပြေးထွက်ခဲ့မိပါတော့သည်လေးသိန်းအတွက်အနှောက်အယှက်တစ်ခုမှကျွန်တော်အဖေကိုမြဆောင်ဖြစ်ပါသည်အိမ်အတွက်စားဝတ်နေရေးကိုလေးသိန်းတာဝန်ယူထားလို့အိမ်ကိုငွေပေးရန်မလို့သူရတဲ့လောက်ခကိုသူ့ဖာသာအရက်တောက်ပစ်သည်ဒီကြားတဲ့အလုတ်သိမ့်မကောင်းတဲ့ချိန်များတွင်ဝင်ငွေမရှိတော့အရက်ဖိုးလိုသည်လေးသိန်းဖွက်ထားသည့်ပဆိုင်များကိုအရက်တောက်ဖို့လေးသိန်းမသိအောင်ယူသည်ဟ
ဟဲငါကောင်းအောင်စစ်ထဲမှာထည့်ထားတဲ့ပတ်စံနေဘယ်ရောက်ကုန်တော့တေကြီးစုများဆောင်နေပဲမဟုတ်လားနေရက်တော့ဖို့ယူတာမဟုတ်လားအချောက်မှာကိုယ့်အကိုပဲထားမှန်းမသိပဲနဲ့ငါလာဆွဆွဲမနေနဲ့ဟဲဒီအိမ်မှာငါပတ်စံခိုးမဲ့လူနင်တယောက်ပဲရှိတယ်နင်မခိုးလို့ဘယ်သူခိုးမှလဲရစ်သမားရဲ့တကယ်တော့သူ့ရဲ့ကြောက်လို့လုံးကြုံမလားထင်ပြီးခေါင်းအုံနဲ့ထည့်ထားပါတယ်ဘယ်အချိန်ကချောင်းကြည့်ပြီးမှတ်ထားတယ်မသိဘူးပေးပြန်ပေးမသိဘူးကုန်ပြီငါရဲတော့ပြလိုက်ပြီဒေဂျင်းဆိုကာလာနာအလမလေးအကြောင်းဝိဆုံဟောင်းနီဆိုလို့ဝိဆုံတလေးဝဲပေးဖို့ငါစုထားတာအကြီးကောင်ကလည်းသူ့တန်းထဲမှာရေအိုးဘိုးနဲ့တပြက်စီးဖို့သွင်းရအောင်ပါတယ်ခုတော့ကုန်ပါပြီရဲ့နားကြီးတဲ့ဂန်ဒူးမယာပြန်ရှာပေါ်ဟာမသားပြောတော့လွယ်တယ်နေသားသမီးတွေအတွက်ငါစုထားတာဟဲ့နေကမွေးအောင်လှုပ်ယုံလှုပ်ပြီးဘာတာဝင်ယူလဲငါတော့ငါမမွေးခဲ့တဲ့ကလေးတွေမို့တန်ရောစင်ကြီးလိုက်ရတာငါပစံနဲ့တောက်တဲ့စောက်ရည်အဖေးဖြစ်ပါစေတော့ဟာဒီအချောက်အဖေကပြေးလာပြီးလေးသိန်းပါးကိုလက်ပြန်ရိုက်ချလိုက်ရာလေးသိန်းမြေကြီးပေါ်ပြစ်လဲကျသွားသည်အဖေမလုပ်ပါနဲ့ဖေရဲ့ညီမလေးနှစ်ယောက်ကငိုယိုတားမြစ်သည်လေးသိန်းလဲအဖေကိုပြန်မလုပ်ရဲရှာတကယ်တော့ဒါမျိုးအဖြစ်ဟာကျွန်တော်တို့အိမ်အတွက်ရိုးနေပါပြီနောက်ပိုင်းတွင်လေးသိန်းကသူ့ပိုက်ဆံအားလုံးကိုသူ့ပစိုးခါးရတဲ့တွင်သာကြစ်ပါအောင်လိန်ထားတော့သည်ဒါတောင်လေးသိန်းအိတ်နေတော့အဖေကပစိုးကိုဖြီကရအောင်ယူတတ်သေး၏တကယ်တော့လေးသိန်းဝါဒနာပါတော့ဖြစ်ချင်သောဘဝမှာနဂတော်ဖြစ်ပါသည်မိမရှာဖြစ်နေသောလေးသိန်းသည်နဂတော်အလွန်ဖြစ်ချင်သည်မြို့ကနဂတော်မိမရှာကြီးတွေကိုအမေမာမီခေါ်ကချင်းကပ်သည်နတ်ပွဲရှိတိုင်းနတ်ပွဲမှာအချိန်ပြုံးကကုညီညာလောက်ကင်ပေးသည်နဂတော်မိမရှာကြီးများချစ်အောင်နေသည်သူ့ကိုနဂတော်တယောက်ဖြစ်အောင်မြေတော်မြောက်ပေးဖို့တောင်းဆိုရှာသည်အသိညီငယ်ပါသေးတယ်အေးကြိုးစားရင်တနေ့ဖြစ်လာမှာပေါ်၏ညီပညာနုသေးတယ်နဂတော်ဆိုတာကြည့်တော့တာလွယ်တယ်ထင်ရတာနတ်လုံနန်းစင်တွေကအများသာအေးညီအများကြီးလေ့လာဖို့လိုသေးတယ်ငါသမီးငါတို့မိမရှာတွေကိုနတ်တွေချစ်ပါရဲ့တနေ့တော့ဖြစ်စေရမှာပေါ့ကနစီနဂတော်ကြီးကလေးသိန်းကိုနှစ်သိမ့်ခဲ့သည်အသိန်းလဲနဂတော်မဖြစ်ပြအောင်ကြိုးစားမှာပါမမီတင်သိန်းတယောက်မိမရှာဖြစ်နေတာပဲဝမ်းသာရအောင်မယ်ဟေးတင်သိန်းသာယောက်ျားစိတ်ဆိုရင်အချိန်တန်အိမ်တော်ပြုတားကျွေးမှုမရကျွေးမှုနဲ့ဒီကလေးတွေဘဝမတွေးဝင်စရာပဲဟုတ်ပါကိုမြဆောင်ကနိနိညာညာရဲတောက်နေတာနဲ့ကလေးတွေဒုက္ခရောက်ရမှာအသိန်းကသူ့အမမွေးထားတဲ့တူတူမတွေကိုချစ်ရှာပါတယ်ကလေးတွေတာဝန်သူ့ပဲယူထားတာအမကြီးပြောတာဟုတ်တယ်မှန်တယ်အသိန်းမင်းရှာဖြစ်နေတာကလေးတွေကံကောင်းဖို့ပဲအိမ်နီးချင်းများဤမှတ်ချက်စကားများဖြစ်ပါသည်တနေ့ဆရာများအစည်းအဝေးရှိ၍ကျောင်းမှစောဆင်ပေးလိုက်သည်ကျွန်တော်6တန်းနှစ်ကဖြစ်ပါသည်ကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာအဖေနှင့်လေးသိန်းတို့အော်ကြီးဟစ်ကျဲစကားအချီချပြောနေတန်ကိုကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းပန်ပါတယ်များဆောင်ရဲ့လုပ်ပါငါမနေနိုင်လို့ပါဟင်းမရအောင်အချောင်းမငါကောင်းကောင်းပြောနေတာနော်အဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုသိကျင်စိတ်ဖြင့်အိမ်အနီးကိုခတ်တိုးတိုးချင်းကပ်ခါထရံပေါက်မှချောင်းကြည့်လိုက်ပါသည်မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်တော်မြင်တက်မိသွားသည်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုကြည့်ရင်းကျွန်တော်ဝမ်းနည်းလာသည်ခဏနေတော့အဖေသည်အောင်နိုင်သူစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားသောအဖေကိုလှမ်းအော်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတွေဘယ်သူမှမသိစေနဲ့နော်ဟဲ့များဆောင်ငါပြောတာကြားရဲ့လားဘယ်သူမှပြန်မပြောနဲ့နော်ကျွန်တော်ဒီ
အိမ်ထဲကိုတော်တော်နှင့်မဝင်မီပဲတကားကြားထဲတွင်ငိုနေမိပါသည်အတွေးများထိုနေရာအရောက်တွင်ကျွန်တော်ကားဆက်မောင်းလို့မရတော့ပါလမ်းဘေးတစ်ပင်တစ်ပင်အောက်တွင်ကားကိုထိုးရက်လိုက်ရပါသည်ကျွန်တော်တသက်တာလုံးကျောင်းစောဆင်းခဲ့သောနေ့ကမြင်ခဲ့ရသည်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုပြန်တွေးမိတိုင်းရင်နာနေမိသည်ကြေကွဲနေမိသည်ထိုဖြစ်ထိုမြင်ကွင်းသည်ကျွန်တော်ရင်ထဲတွင်စူးတစ်ချောင်းလိုစူးဝင်နေခဲ့သည်တွေးမိတိုင်းလေးသိန်းကိုသနာနေခဲ့ရပါသည်ကျွန်တော်သည်စိတ်တည်ငြိမ်သွားသည့်အထိတစ်ပင်အောင်မှနားနေပြီးမှကားကိုဆက်မောင်းထွက်ခဲ့ပါသည်သားသမီးများအပေါ်တာဝန်မကျေတော့လေးသိန်းကိုဒုက္ခပေးမြဲဖြစ်သောအဖေသည်ကျွန်တော်ကိုယ်တန်းနှစ်တွင်ကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်ကကျောင်းဆက်မနေတော့ပဲအလုပ်လုပ်မည်ဟုပြောသောအခါဘာလို့ကျောင်းထွက်ရမှာလဲငါတူရဲ့လေးသိန်းကိုတနာလို့ပါလေးသိန်းတယောက်တည်းရှာကျွေးနေရတာမကြည့်ရလို့ပါလေးသိန်းရဲ့ဖြစ်ရလေသားရဲ့နင်တို့အဖေရှိတော့ငါရောသူ့လှုပ်ရှားဘယ်နှပြားအိမ်ကိုပေးဘူးလို့လဲသားရဲ့လေးသိန်းကပဲတစ်လျှောက်လုံးရှာကျွေးလာတာလေဟုတ်ပါတယ်အဲ့ဒါကြောင့်လေးသိန်းကိုဆက်ဒုက္ခမပေးချင်တော့လို့ပါတော်စံငါမမွေးခဲ့တဲ့ဒီတို့မောင်နှမ3ယောက်အတွက်ငါတဘဝလုံးကိုပြုတ်တန်ထားတာလေးသိန်းကိုတနာရင်လေးသိန်းကိုချစ်ရင်ကြောင်းထွက်မဲ့စကားမပြောပါနဲ့ငါသားလေးသိန်းကသားတို့မောင်နှမ3ယောက်ကိုဘွဲရတဲ့အထိကြောင်းထားပြီးနိုင်ပါတယ်လေးသိန်းရဲ့မဖြစ်နိုင်ဘူးထင်လို့လားမောင်ထင်အောင်အခုလေးသိန်းနှစ်ပွဲတွေမှာဝင်ကဝင်ရနေပါပြီနတ်ကတော့ဖြစ်ရင်ပတ်စံနေအများကြီးရတော့မှာပါကွမမိုက်ပါနဲ့သားရဲ့ကြောင်းမထွက်ရဘူးနော်စိတ်ရန်အောင်ကြိုးစားပါကွလေးသိန်းတယောက်လုံးရှိပါသေးတယ်လေးသိန်းတောင်းပန်လို့ကျွန်တော်ကြောင်းမထွက်ဖြစ်ခဲ့ပါစိတ်ရန်ကိုနှစ်ချင်းပေါက်အောင်မြင်ခဲ့ပါသည်သို့တော့ကျွန်တော်လေးသိန်းကိုဆက်ဒုက္ခမပေးချင်တော့လေးသိန်းမှာညီမလေး2ယောက်အတွက်တာဝန်ရှိသေးသည်ကျွန်တော်ဒီဘဝအတွက်ကောင်းဆုံးနီလန်းကိုတွေးကာစစ်တပ်ကတူဘိုးလောင်းတင်နှန်းကိုရှောက်ထားခဲ့ပါသည်ကျွန်တော်ကြိုးစားမှုကြောင့်စစ်တပ်ကတူတက်ခွင့်ရခဲ့သည်ထိုချိန်မှစ၍ဇာတိမြို့နှင့်ကျွန်တော်အိမ်လေးကိုစွန့်ခွာတွက်ခဲ့သည်မှာယခုအချိန်ထိပါပြီကျွန်တော်စစ်တပ်ကတူတက်နေသည့်အချိန်တွင်လေးသိန်းနဂတော်ကြီးလုံးဖြစ်နေခဲ့ပြီလေးသိန်းကြိုးစားမှုကြောင့်နတ်လောကမှာဝင်ဆန့်နေပြီသူရောက်ခြင်းတဲ့ပန်းနိုင်ကိုရောက်အောင်အရာသွားနိုင်တဲ့လေးသိန်းအတွက်ကျွန်တော်ဂုဏ်ယူပါသည်၄နှစ်တက်ရောက်ပြီးဘိုးတင်နှန်းစင်းပွဲကိုကျွန်တော်ကလေးသိန်းအားလာရောက်စီခြင်းသည်သို့တော့လေးသိန်းတင်နှန်းစင်းပွဲကိုရောက်မလာခဲ့ပါမြို့ကဆွေနီးမျိုးဆက်တော်သောလင်မယားကိုသာကျွန်တော်အုပ်ထိန်းသူအဖြစ်လွှတ်ပေးလိုက်သည်သူတို့နဲ့စားတစ်စောင်ရေးပေးလိုက်သည်တားရီတားစစ်ဖို့ကြီးဖြစ်သွားတာလေးသိန်းပျော်လိုက်တာကွယ်တင်နှန်းစင်းပွဲကိုတော့လေးသိန်းမလာတော့ဘူးတာလေးသိန်းကမင်းမရှာကြီးလေတင်နှန်းစင်းပွဲမှာလေးသိန်းအတွက်တားမျက်နှာငယ်ရမှာစိုးလို့ပါကိုအေးမြင့်နဲ့မတ်တင်ပိုင်နေမယားကိုလွှတ်လိုက်တယ်တို့မျိုးထဲမှာလဲလူတူဆိုလို့သူတို့လင်မယားပဲရှိတာလေတာစစ်ဖို့ဝစ်စုံလေးနဲ့ဓာတ်ပုံလှလေးသာရိုက်ပေးလိုက်ပါအေးလဲ10တန်းအောင်ပြီးထွေးရ8တန်းသူလဲစာတော်အောင်မှာပဲတူရီတူမတွေထွန်းပေါက်တာမြင်ရတာနဲ့လေးသိန်းဝမ်းသာလှပါပြီအိမ်လဲအစ်စ်ပြင်ဆောက်တော့မယ်တာကြီးဘိုးတင်နှန်းစင်းပွဲကိုရောက်မလာခဲ့တော့လေးသိန်းသည်ကျွန်တော်မင်္ဂလာဆောင်ကိုလည်းမလာခဲ့ပါနတ်ပွဲတွေလက်ခံထားတာများနေလို့မအားလို့မလာနိုင်ဘူးဆိုကလက်ပွဲငွေပဲပို့ပေးခဲ့သည်ကျွန်တော်သိပါသည်စစ်ဘိုလ်ဖြစ်နေသောဒူတော်မောင်မျက်နှာငယ်မှဆိုလို့သူ့ရဲ့မိန်းမရှာအတွင်တရံကြီးနဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်မြို့မှထွက်ခွာလာပြီးနှစ်ပေါင်း20အတွင်းကျွန်တော်လည်းမြို့ကို3ခေါက်ပဲပြန်ရောက်ခဲ့ပါသည်လေးသိန်းဤကြိုးပမ်းမှုကြောင့်ကျွန်တော်တို့အိမ်လေးမှာ
နှစ်ထပ်နံခတ်တိုက်ခံအိမ်လေးဖြစ်နေခဲ့ပါပြီအိမ်အောက်ထပ်ဤလေးပုံသုံးပုံမှာလေးသိန်းဤနတ်ခမ်းဖြစ်နေပါသည်လေးသိန်းသည်လည်းကနစီအဖြစ်ဖြင့်နတ်ကတော်ဝါရင်ကြီးဖြစ်နေကတပည့်တပန်းကိုးကွယ်စည်းကပ်သူများဖြင့်ခန့်ထည်နေပါပြီမာမီဟုလေးစားစွာခေါ်ခံရသောဘဝကိုရောက်နေလေပြီအချိန်ဝါကြောင့်လေးသိန်းကိုခါတို့ပြီးစနှောက်မိသူများလည်းမရှိတော့ပါမင်းရှာတယောက်ဖြစ်တော်လဲကိုကြီးရွယ်ပန်းနိုင်ကိုရောက်အောင်သွားပြီးကြီးပွားအောင်လုပ်နိုင်သည့်လေးသိန်းကိုကျွန်တော်လေးစားမိပါသည်ညီမလေးနှစ်ယောက်လည်းဘွဲ့ရပညာစုံကအိမ်တော်တီးတီးကြသွားကြပြီမနစ်ကအသက်64နှစ်အရွယ်မှာလေးသိန်းကွယ်လွန်သွားခဲ့ပါသည်ညီမကြီးအေးအေးကသူ့ယောက်ျားစာတီအထက်အညာမှာအပီးတိုင်ခြေချတော်မူညီမငယ်ထွေးထွေးကလင်မယားနှစ်ယောက်လုံးဝန်ထမ်းမှုမြို့တစ်မှာမြေခွဲရသည်ရသည့်မြေခွဲပေါ်မှာအိမ်ဆောက်ခြင်းသည်လက်ရှိအိမ်လေးကိုရောင်းချပြီးအမွေခွဲခြင်းပါတယ်လို့ကျွန်တော်ကိုဖုံးဆက်ပြောကြသည်ညီမလေးတို့သဘောပဲလေကိုအတွက်တော့မလိုပါဘူးကိုမယူပါဘူးကွာညီမလေးတို့နှစ်ယောက်ပဲခွဲယူကြပါအိမ်ကိုရောင်းဖို့စီစဉ်လိုက်လေလက်မှတ်ထိုးပေးဖို့အတွက်ကိုခွင့်ယူပြီးလာခဲ့မယ်အိမ်ရောင်းချရန်ပြောဆိုစီစဉ်ပြီးဖြစ်ပါ၍သဘောတူစာချုပ်တွင်လက်မှတ်ထိုးပေးရန်ကျွန်တော်ဇာတိမြို့ကိုပြန်လာခဲ့ခြင်းဖြစ်ပါသည်ရောက်သည့်ညနေမှာပင်အိမ်အယောင်းဝယ်ကိစ္စပြည့်စည်သွားပါသည်ပစ္စည်းများကိုကြိုတင်သိမ်းဆည်းထားပြီးဖြစ်ပါသည်ကျွန်တော်တို့ဒီအိမ်မှထာဝရဖယ်ခွာပေးရတော့မည်ညီမငယ်ထွေးထွေးကဓာတ်ပုံတစ်ပုံကိုကျွန်တော်လက်ထဲထည့်ရင်းပြောသည်အိမ်ရှင်းတော့ဂျောင်ထဲကထွက်လာတာကိုလေးသိန်းငယ်ကအလှမှာကနေတဲ့ပုံကိုအမှတ်တရသိမ်းကျင်ရင်ယူသွားလေကျွန်တော်ဓာတ်ပုံကိုယူကြည့်လိုက်သည်တယောက်ယောက်ကခါးကိုတို့လိုက်ပုံရပါသည်လေးသိန်းသည်လူရားတဲ့တွင်ကိုယ့်နေအောင်ကနေသည်ဘေးကလူများကလေးသိန်းကိုရီမောလျက်ကြည့်နေကြသည်ကျွန်တော်ရင်ထဲကစူးသည်လှုပ်လာပြန်၏6တန်းနှစ်ကမြင်ခဲ့ရသောအဖေနဲ့လေးသိန်းတို့အပေးအယူလုပ်နေသည့်မြင်ကွင်းကိုမြင်အောင်လာသည်ကိုအသက်ကြီးလာတော့လေးသိန်းယုံတတ်တာပျောက်သွားတယ်တိလားလေးသိန်းမကြမ်းမာတော့လေးသိန်းစိတ်ကြည်လင်းအောင်ဆိုပြီးညီမလေးကခါးကိုတို့ပြီးစဘူးသေးတယ်လေးသိန်းလုံးဝမယောင်တော့ဘူးနေစမ်းမှာသမီးရဲ့တဲ့ပြန်ပြောတယ်ကျွန်တော်ပြောမှဖြစ်ပါတော့မည်ပြောလိုက်ပါတော့မည်ညီမလေးတို့ကိုပြောစရာရှိတယ်လာထိုင်အောင်ညီမနှစ်ယောက်ကအံ့ဩဟန်ဖြင့်ကျွန်တော်အနားလာထိုင်သည်မင်းတို့လည်းလာနားထောင်ရင်ထောင်ကြလေကျွန်တော်ကပြောလိုက်တော့ရောက်ဖနှစ်ယောက်လည်းအနားရောက်လာပါသည်လေးသိန်းအကြောင်းကိုပြောပြမလို့ပါကို6တန်းနှစ်ကပေါ့အဲ့ဒီတုန်းကចောင်းစောဆင်းလိုက်တော့ကိုအိမ်ကိုစောစောပြန်လာတယ်အိမ်မှာအဖေနဲ့လေးသိန်းတို့အဖြစ်ကိုမြင်လိုက်ရတာပဲကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးဟစ်ကျဲစကားချီချပြောနေတန်ကိုကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းပန်ပါတယ်များဆောင်ရဲ့လုပ်ပါဟာငါမနေနိုင်လို့ပါဟင်းမရအောင်အဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုသိကျင်စိတ်ဖြင့်အိမ်အနီးကိုခတ်တိုးတိုးချင်းကပ်ခါထရံပေါက်မှချောင်းကြည့်လိုက်ပါသည်အဖေကလေးသိန်းစီကအရက်ပိုးတောင်းနေခြင်းဖြစ်သည်လေးသိန်းကခါကြားထဲတွင်လိတ်ထဲထားသောပိုက်ဆံကိုအဖေယူမှဆို၍ခါလေးကိုလိန်ကျစ်ပြီးရှောင်နေသည်အချောင်းမငါကောင်းကောင်းပြောနေတာနော်အဖေကစိတ်မရှိသလိုអော်လိုက်ခါလေးသိန်းခါကိုတို့လိုက်သည်လေးသိန်းကမပေးဘူးဟုអော်ရင်းနောက်ဆုတ်သွားသည်အဖေကအံ့အားသင့်သွား၏ဟင်းအချောင်းမငါခါတို့တာနင်းမရောက်ပါလားအဖေကလေးသိန်းရောင်နေရင်လေးသိန်းစီကပိုက်ဆံကိုလူမီဆိုတဲ့အကြံနဲ့လေးသိန်းခါကိုတို့လိုက်ခြင်းဖြစ်ပါသည်နေမလို့မယောင်ရတာလဲတင်သိန်းမယောင်ပါဘူးဘာလို့ယောင်ရမှာလဲနင်းခါကိုတို့ရင်နင်းယောင်နေလေ
အေးအဲ့ဒါတကယ်ရောင်တာမဟုတ်ဘူးတမင်ရောင်ညင်ရောင်ဆောင်နေတာဘာရောင်ညင်ရောင်ဆောင်နေဟုတ်တယ်ငါရောင်ရင်လူတွေပျော်မှန်းသိလို့တမင်ရောင်တတ်ချင်ရောင်ဟန်ဆောင်နေတာဟဲ့ငါရောင်မှငါ့ကိုအလုတ်ပေးကြမှာအလုတ်လုတ်ခိုင်းကြမှာလေအဲ့ဒါကြောင့်မယောင်တက်ပဲရောင်တက်ချင်အောင်ဆောင်တယ်ဘာဖြစ်သေးလဲငါတူတူမတွေထမင်းဝအောင်ကျွေးနိုင်ဖို့ငါအလုတ်မပြတ်အောင်ရောင်တက်ချင်အောင်ဆောင်နေတာဟဲ့သိပြီလားဟမ်အချောက်မနင်းတော်ညံများပါလားဟုတ်တယ်ညံများရတယ်တကယ်တော့ငါရောင်လို့တောင်းမရောင်တတ်ဘူးအဖေကရုတ်တရက်အော်ရလိုက်သည်နင်းလျို့ဝှက်ချက်ကိုငါသိပြီကန်တူးမနင်းလိန်စားနေတာတွေကိုငါဖော်ထုတ်ပြလိုက်မယ်ဒီတစ်ခါမျက်နှာပြောင်းသွားသူကလေးသိန်းဟဲ့မလုပ်ပါနဲ့ဟဲ့အဲ့လိုတော့မလုပ်ပါနဲ့ဒီဟာလေးနဲ့ငါတူတူမတွေကိုလွတ်ရွေနေရတာပါမပြောပါနဲ့ဟဲ့လေးသိန်းကတောင်းပန်ရတဲ့ဘဝရောက်သွားရပါလေပြီအေးမပြောကြည့်ရင်ငါ့ကိုရေဖိုးပေးဒါပဲရော့ဟဲ့မြို့ဟဲ့ဆို့ဟဲ့မကြည်မနဲ့နဲ့ပင်အဖေတောင်းသောအရက်ဖိုးကိုလေးသိန်းပေးလိုက်ရပါပြီခဏနေတော့အဖေသည်အောင်နိုင်သူစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားသောအဖေကိုလှမ်းအော်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းနေဘယ်သူမှမသိစေနဲ့နော်ဟဲ့မြတ်ဆောင်ငါပြောတာကြားရဲ့လားဘယ်သူမှပြန်မပြောနဲ့နော်အဲ့ဒါပဲညီမလေးတို့ရဲ့ဟင်းဒါဖြင့်လေးသိန်းကအေးအေးတို့ကိုရှာကျွေးခြင်းလို့တစ်သက်လုံးရောင်တဲ့ချင်အောင်ဆောင်ခဲ့တာပေါ့နော်ကျွန်တော်နောက်ကျောင်းပြန်စကားကိုနားထောင်ပြီးညီမလေးနှစ်ယောက်လုံးမျက်ရည်ဝိုင်းလာကြသည်ရောက်ဖတွေလည်းမျက်နှာမကောင်းကြရောင်လို့တောင်မယောင်တတ်ဘူးတဲ့လားလေးသိန်းရဲ့ဖြစ်မဖြစ်ရလေးသိန်းရဲ့ညီမနှစ်ယောက်လုံးရှိုက်ကြီးငယ်ငိုနေကြပါပြီငိုကြအားရပါရငိုလိုက်ကြညီမလေးတို့ကိုကတော့အဲ့ဒီနေ့ကလေးကဝါအောင်ငိုခဲ့ပြီးပါပြီကွာစာရေးဆရာဆောင်းလူလင်ရေးသားတဲ့မြစ်လက်တဲ့ပေမဲ့ရေစီးကကျန်းတဲ့ဝိထုကိုစာရေးဆရာဆောင်းလူလင်ကိုယ်တိုင်ဖတ်ကြားတင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်ဒီဝိထုတို့လေးဟာစာရေးဆရာကြီးတက္ကသိုလ်နန်းနမိတ်ရဲ့အသက်102နှစ်မြောက်မွေးနေ့ထိမ်းမှတ်ကျင်းပတဲ့ဝိထုတို့ပြိုင်ပွဲအမှတ်စဉ်နှစ်မှာပထမဆုရရှိခဲ့တဲ့ဝိထုတို့လေးဖြစ်ပါတယ်ဒီဝိထုတို့လေးကိုဒါရိုက်တာ PK ကမင်းသားကြီးအကယ်ဒမီနေတိုးအားအသိန်းအဖြစ်တရုပ်ဆောင်စီပြီးရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ရိုက်ကူးထားပြီးဖြစ်ပါတယ်အစအဆုံးနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်